စေတจิตမိတို့တဲ့ဘုရားကိုးကွယ်တဲ့နေရာမှာစကားပြောတဲ့တရားဟောတဲ့တက်ရှိဘုရားပဲဖြစ်ဖြစ်စကားမပြောတရားမဟောတဲ့ကိုယ်သားဘုရားပဲဖြစ်ဖြစ်တမေစိတ်တွေလဲပဲထားပြီးတော့ကိုးကွယ်နိုင်ရင်စီးတတ်နိုင်ရင်တဲ့တမန်ဖလံအကျိုးပေးကလည်းဘုရားအစစ်ဆွမ်းကပ်ရင်၅ပါးဟေ့စကားမပြောတရားမဟောတဲ့သိသိရှင်ကပ်ရင်၃ပါးလို့ဘုရားခွဲထားတာရှိလားရှိပါဘူးဘယ်နှပါးပဲတော့ဒုပရိသတ်ကြီးဘုရားမရှိတော့လို့ဝမ်းနည်းစရာလိုလားမလိုဘူးဗျအဲ့ဒါလေးတွေသိအောင်ဘုန်းဘုန်းကအသက်တော်ရှိရဲ့ကူစားနေနဲ့ပေါင်းပြောတာပါနားလေလားအဲ့တော့ခေလို့ပြောရင်လုံအားတူရင်လာကတူတာပေါ့ဗျလုံအားတူရင်တမေစိတ်တေတမန်ပလံဟောဒီကျတဲ့တိုင်းပြောကြည့်တယ်တမေတမန်ပလံဘာပြောတာလုံအားတူရင်ဒုပရိသတ်ကြီးကလမ်းစာအတူရခြင်းဘာအတူဖို့ဥပမာပေါ့ဗျာအမျိုးသားတယောက်နိုင်ငံတော်ကိုသမတရာထူးဆိုပါတော့ဒီနိုင်ငံပဲဆိုပါတော့ဥပမာမျိုးသားတယောက်သမတရာထူးသမတဝန်ထမ်းနိုင်ရင်တစ်လကို350ဘယ်လောက်လဲအဲ့ဒါဘောနဲ့ဒီဘောပြူတွေမပါသေးဘူးတလို့ပေါ့လားဒါမြန်မာနိုင်ငံရဲ့လောအရာအဲ့ဒီနေရာမှာမျိုးသားတယောက်ကသမတရာထူးကိုဆောင်ရွက်နိုင်ရင်လည်း350ပေးရတာဖြစ်တယ်လို့အမျိုးသမီးတယောက်ကအဲ့ဒီအမျိုးသားထမ်းတယ်လို့ပဲသမတရာထူးကိုတာဝန်ယူနိုင်ရင်ထိုမျိုးသမီးကိုလည်းလမ်းစာကဘယ်နဲ့ဆယ်ပဲတော့ဒါဥပမာပြောတာပြောချင်တာကလုံအားတူရင်အမျိုးသားတယောက်ကလည်းကန်ပြီးတော့ဘယံလုံးကတနေ့ကို2000ရတယ်ဟေးမျိုးသမီးတယောက်ကလည်းဒီအမျိုးသားလုံးတယ်လို့ငါလည်းလုံးနိုင်ပါတယ်ဆိုရင်အဲ့ဒီမျိုးသမီးကိုလည်းဘယ်လောက်ပေးရလဲဘာချစ်လို့ဘာတူလို့အဲ့ဒါဘယံကိုဝယ်တဲ့ကာလပါတွေအဲ့ဒါလေးသဘောပေါက်တာသိသိရှင်ကိုစကားမပြောလို့တရားမဟောလို့ဆိုပြီးတော့ရှော့မတွက်ပါနဲ့ဒါလေးပြောချင်တာသိသိရှင်စီတော်ကြီးကိုပြောစကားမပြောလို့တရားမဟောလို့ဆိုပြီးတော့ဘာမတွက်မိဖို့ဒါကဒီပါရန်တော်ကိုဘုံပြောတာဒါတော့ဆိုရင်ရင်းမိပြီလို့ထင်တယ်ရှင်ဘုရားရဲ့တဲ့ပန်းပန်းလေးစတိုရီလေးပြောပါဦးလို့နောက်ထပ်9မိနစ်လောက်စတိုရီလေး background လေးပြောပြမယ်နားလည်လားစကားမပြောတော့ဘုရားနဲ့စကားပြောတော့ဘုရားဒီလဲပဲထားနိုင်ရင်အကျိုးတူတယ်ဆိုတာလေးကိုဘုံပြောပြစတိုရီတစ်ခုနဲ့ပြောမယ်စတိုရီတွေအများကြီး background တွေအများကြီးဟုတ်လားအဲ့တော့အဲ့ဒါကိုဘုန်းဘုန်းကဗာနဲ့ပြောကြတယ်ဆိုတော့မြတ်စွာဘုရားရဲ့လက်ထက်တော်ကယန္တာအပေါင်းများစွာဖြစ်ခဲ့ကြအဲ့ဒီယန္တာကြီးတွေအများကြီးတွေကမှယန္တာကြီးတစ်ပါးဒါလေးကိုကြိုးစားမှတ်ကြည့်တက္ကစိန်တိယယဟန္တာပါလေဗျာတက္ကစိန်တနယဟန္တာလို့လည်းခေါ်ပါတယ်တက္ကစိန်တနယဟန္တာကြီးအဲ့ဒီယန္တာကြီးကသူ့ရဲ့ biography သို့မဟုတ် story သို့မဟုတ် history အဲ့ဒါကိုသူကိုယ်တိုင်ပြန်ပြောခဲ့တာအဲ့ဒါထေရဗရံပါဠိတော်မှာရှိတယ်ဟုတ်လားအဲ့ဒီဟာလေးကိုနည်းနည်းပါးပါးဘုံဘုံကသက်တော်ရှည်စော်ကြီးရဲ့ကိုယ်စားပြောပြယန္တာကြီးတွေယန္တာဖြစ်ပြီဆိုတော့သူတို့ရဲ့ရာဇဝင်ပေါ့ဗျာသူတို့ရဲ့ biography ဟုတ်လားသူတို့ရဲ့စတိုရီကိုပြန်ပြောထားခဲ့တာအဲ့ဒီမှတ်တမ်းလေးကိုပြည့်ကတ်သုံးပုံကမှတ်ထားတယ်အဲ့ဒါကိုပါရံပါဠိတော်လို့ခေါ်တယ်ဟုတ်လားအဲ့ဒီတည်းကစတိုရီလေးတစ်ပုဒ်ကိုဘုံဘုံပြောကျင်တာတက္ကစိန်တေနယန္တာကြီးကဘာပြောလဲငါလေးတဲ့လွန်ခဲ့သော90တကဘာတုန်းကပြောပရိသတ်ကြီးပြောလွန်ခဲ့သောလွန်ခဲ့သော90တကဘာတုန်းကကဘာပေါ်မှာကဘာမြေပေါ်မှာပွင့်တဲ့ဘုရားကဝိပဿတိဘုရားတဲ့ဘာဘုရားလဲအဲ့ဒီဝိပဿတိဘုရားကပွင့်ပြီးတော့ပြိဋိဘံစံသွားတာဘာစံသွားတာတက္ကစိန်တနယဟန္တာကြီးကအဲ့ဒီတုန်းကလူဖြစ်ပြီးတော့ယသိဝတ်ပြီးတော့ဟိမုံတာတဲ့တရားကျင့်နေတာဘုရားပြိဋိဘံစံလိုက်တာမမိလိုက်ဘူးမိလိုက်လားစကားလေးပြောတယ်တရားလေးဟောတယ်အဲ့ဒီဘုရားကဘာစံသွားတာအဲ့ဒါမမိလိုက်တော့ပြိဿကြီးဒီကနေ့တိဋ္ဌိရှင်ကိုကြည်ထမ်းကိုးကွယ်နေတဲ့ဘုရားကဘုရားမှလေဒီဝတ္ထုကိုသိချမှတ်ပါအဲ့တော့အဲ့ဒီယတိကြီးကပြိဋိဘံစံသွားတဲ့ဘုရားကိုမမိလိုက်လို့ဆိုပြီးဘာလုပ်လဲ
တန်ဒေဝကံဒေဝကန္တရာယတန်ဒေဝကန္တရာယအဲ့ဒီသူနေတဲ့ဟိမန္တာတော်ကြီးတွေကချောင်းကလေးမြောင်းကလေးရဲ့ရေစီးနေတဲ့ရေစီးချောင်းဘာစီးလဲရေစီးချောင်းအခုရွှေတောင်ကြားကနေအောက်ဆင်းသွားရင်မိုးတွေရွာရင်ဘာစီးလဲရေစီးနဲ့အတူဘာမှုံလေးတွေပါလာအေးသဲဝင်လေးတွေဟုတ်လားအဲ့တော့ဘုရားကပြိဋိဘံဆံသွားတာယတိကဟိမန္တာတဲ့တရားကျင့်နေတော့မတိလိုက်ဘူးမမိလိုက်ဘူးမမိလိုက်တော့သူ့တော်ထဲမှာပဲတဲ့ရေစည်းကြောင်းတွေကသဲလေးတွေစုပြီးတော့တူအောင်ပြောပါဗျာသဲပုံစီတီပြောသဲပုံစီပါဗျာမြန်မာရာဇဝင်ကြားမှုတဲ့ဘောလားဘာစီတီလဲအဲ့ဒါမြန်မာရာဇဝင်မဟုတ်ဘူးပိဋကတ်တော်ကတကယ်ဂန္ဓဝင်ရာဇဝင်နဲ့ဟုတ်လားတက္ကစိန္ဒနာယဟန္တာကြီးတီခဲ့တာသဲပုံစီတီယဟန္တာကြီးနော်ယဟန္တာမဖြစ်ခင်ယတိဘဝတော်ကလွန်ခဲ့သော90နဲ့ဟုတ်လားခရားကိုမမီလိုက်လို့ဆိုပြီးတော့အဲ့ဒီစေတီတော်ကိုဝယ်သဲပုံလေးပေါ်ပြီးတော့စေတီအမှတ်နဲ့တောပန်းတောင်ပန်းလေးဘာပန်းလေးတော်ရဲမှာပွင့်တဲ့ပန်းကိုတောပန်းပေါ်ဗျာတောင်ပေါ်မှာပွင့်တော့ရွှေတောင်ကြားမှာပွင့်တော့ဘာကန်းခေါ်မလဲရွှေတောင်ကြားပန်းဟုတ်လားအေးအဲ့ဒါလို့ပေါ့ဒါတကယ်စာကပြောတာသူ့ရဲ့ဘိုင်ပရိကိုသူပြောတာထုဘံကတဝံပါဠိနံထုဘံကတဝံပုလိနံနာနာပုဗ္ဗမနောကိရေသမုခဝိယတံဗုဒ္ဓံနေမိတံအဘိဝန္ဒံငါလေးတဲ့ပြိဋိဘံဘုရားကဆံသွားတော့ဘုရားကိုမမိလိုက်တော့ဘုရားကိုမှန်းပြီးတော့ဘာဘုံလေးပုံတာအဲ့ဒီသဲပုံလေးကိုမှစေတီအဖြစ်နဲ့တဲ့ဘဂဝတိတင်ညာကတ္တဝါဘုရားဖြစ်ဘုရားအဖြစ်သူ့စိတ်ထဲမှာပဲဖန်သင်းလိုက်တာတကယ်ပုံထားတာကဘာပုံလဲအဲ့ဒါလေးကိုဘဂဝတိတင်ညာကတ္တဝါဘုရားဆိုတဲ့အမှတ်ပညာပြုလိုက်တဲ့တဓာတုကိစ္စကတ္တဝါတဲ့ဒီထဲမှာဓာတ်တော်တွေကိန်းနေတယ်လို့လေသူ့စိတ်ထဲမှာပဲအာယုံပြုလိုက်တယ်တရားကပြိဋိဘံဆံသွားပြီမဟုတ်လားအဲ့ဒီပြိဋိဘံဆံသွားတဲ့ဘုရားရဲ့ဓာတ်တော်တွေကအဲ့ဒီသဲပုံထဲမှာတပုံမှမပါဒီကနေ့သိသိရှင်ကပါလိမ့်မယ်ဟုတ်လားအဲ့ဒါကိုသူ့စိတ်ထဲကပဲတဓာတုကိစ္စကတ္တဝါတဲ့ဓာတ်တော်တွေပါတယ်ဆိုတဲ့အာယုံပြုပြီးတော့ဝဏပုပ္ပံပူဇိတဝါတောပန်းတောင်ပန်းလေးတွေချိုးပြီးတော့ဘာပန်းလေးဘာဘုံလေးကိုဘာတော်အဖြစ်နဲ့သေရီတော်အဖြစ်နဲ့ကိုးကွယ်ခဲ့တာလေတဲ့တကယ်ကိုပဲပရိသေစကားပြောတဲ့ဖယားစကားမပြောတဲ့သဲဘုံဘာဘုံလဲရာပြားမလေးမြင်နေပြီတော့ဒီမှာကအုပ်အင်္ဂရီတွေနဲ့စပယ်ရှယ်တန်ရောင်းနေတဲ့တကယ်ကိုစနစ်တကျတည်ထားတာမဟုတ်လားသေရီရှင်ကအခုရသေးကြီးတည်ထားတာကဘာဘုံလေးလဲသဲကြီးပဲဒီလက်မြေလည်းမပါဘူးတန်ဖိုးကြီးတာတော့ဘာပါလဲစကားရောပြောလားတရားရောဟောလားအဲ့ဒါလို့စကားမပြောတရားမဟောပေမဲ့တည်သွားတဲ့ပြိဋိဘံဆံသွားတဲ့ဝိပဿနာဘုရားကိုအာယုံပြုပြီးတော့ဘာပန်းလေးတွေတောပန်းတောင်ပန်းလေးတွေနဲ့ပူဇော်လိုက်တာဒီကနေ့ကိုရွှေချီးတွေတို့စိန်ကူးတွေတို့ဟုတ်ရဲ့လားတောတွေကအလကားရတဲ့ပန်းလေးတွေအော်တူသဘာဝရောက်ပွင့်နေတဲ့ပန်းလေးတွေခူးပြီးတော့တင်ခဲ့တာအဲ့ဒီကုသိုလ်လေးကပြောပဲကုသိုလ်လေးကအဲ့ဒီကုသိုလ်လေးကြောင့်ငါဘာဖြစ်ခဲ့တယ်လဲဆိုတော့ပြောပြမယ်နားထောင်ဧကနုတိတောကပိယံပုဗ္ဗသမောကိရေဧကနုတိတောကပိယံကဝယံပုဗ္ဗမဘိပတ္တယေယံပုဗ္ဗမဘိ